မင်္ဂလာပါခင်ဗျာ The Navigator ရဲ့ Flutter သင်ခန်းစာနဲ့ကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့လေ့လာမယ့်အကြောင်းအရာက project structure တွေအကြောင်းကိုလေ့လာမှာဖြစ်ပါတယ်ဆိုတော့ Flutter project တစ်ခုမှာတိစောက်ထားတဲ့တိစောက်ပုံ structure တွေအကြောင်းပြီးတော့ရင်ကျွန်တော်တို့ project ကို Chrome browser မှာ run ကြည့်မယ်ပြီးရင် run app method အကြောင်း widgets တွေအကြောင်း material app ဆိုတဲ့ဒီ widget အကြောင်းလေ့လာမယ်ပြီးတော့ရင်ကျွန်တော်တို့ Flutter မှာပထမဦးဆုံး output စထုတ်ကြည့်မယ်เนาะဆိုတော့လေ့လာဖို့အတွက် documentation ကိုဖတ်ချင်ရင်တော့Flutter ရဲ့ website မှာဒီ get started ကိုနှိပ်ပြီးဖတ်လို့ရတယ်ပေါ့နော်ဆိုတော့ Flutter က multi platform ဖြစ်တဲ့အတွက် mobile Android iOS တွေအပြင် web desktop app တွေနဲ့တခြားသော application တွေပါရေးသားလို့ရပါတယ်ဆိုတော့ channel တွေလည်းမိတ်ဆွေတို့ဖတ်ကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ဒီ get started လေးကိုနှိပ်လိုက်ရင် Flutter setup installation လုပ်ရမယ့်အကြောင်းတွေသူရေးသားထားတယ်ဒါတွေကလုပ်ပြီးတော့ Flutter ကိုစလေ့လာမယ်ပေါ့နော်ဆိုတော့လေ့လာမယ်ဆိုတော့ပထမဦးဆုံး introduction မှာdeck နဲ့ပတ်သက်တဲ့အကြောင်းတွေရယ်တခြားဒီ Java တို့ C++ တို့လို language တွေကိုလေ့လာထားမယ် experience ရှိထားမယ်ဆိုရင်ဒီ Flutter မခက်ခဲဘူးပေါ့နော်ဆိုတော့ဒါကိုရှင်းပြထားတာရယ်ဆိုတော့မိတ်ဆွေတို့ဖတ်ကြည့်လို့ရပါတယ်နော်ဒါတွေတော့မဖတ်ပြတော့နောက်ပထမဦးဆုံးကိုယ့်ရဲ့ Flutter app ကိုလုပ်မယ်ဆိုရင်ဒီက start code lab ဆိုတာလေးကိုနှိပ်ပြီးတော့မိတ်ဆွေတို့လေ့ကျင့်လို့ရမယ်နောက်အောက်မှာသူရှင်းပြထားတဲ့ video လေးလည်းကြည့်လို့ရမယ်ပေါ့နော်ဆိုတော့အဲ့ဒါပြီးသွားရင်တော့ intro ကိုရောက်မှာပါ intro မှာတော့ Flutter ရဲ့အကြောင်းတွေကိုစရှင်းပြထားတာပဲကျွန်တော်တို့ deck ကိုလေ့လာရမယ်ဒါဆိုရင်တော့ Flutter လုပ်လို့ရမယ်နောက် widget တွေလေ့လာရမယ် layout တွေ state management တွေနောက်တခြားလေ့လာစရာတွေလည်းဒီထဲမှာရှိရဆိုတဲ့အကြောင်းပြောထားတယ်เนาะဆိုတော့အဲ့ဒါပြီးသွားရင်နောက်မှာသူက deck ကိုစပြီး intro ပြန်လုပ်ထားတယ် deck ကတော့ကျွန်တော်တို့လေ့လာပြီးပြီဆိုတော့လေ့လာစရာမလိုတော့ဘူးနောက် widget တွေတွားရမယ်ပေါ့နော်ဆိုတော့ဒါကိုမလုပ်ခင်မှာကျွန်တော်ကဒီနေရာမှာပေါ့နော်structure တိစောက်ပုံလေးပြောမယ်ကျွန်တော်တို့ရှေ့သင်ခန်းစာမှာတော့ကဒီ project folder လေးတစ်ခုစောက်သွားတယ် navigator 1ဆိုပြီးတော့ဒီ VS Code မှာစောက်သွားတယ် navigator 2ဆိုပြီးတော့ကျွန်တော်တို့ Android Studio မှာစောက်တယ်ဒါပေမဲ့ VS Code မှာပဲလေ့ကျင့်မယ်ပေါ့နော်ဆိုတော့လေ့ကျင့်မယ်ဆိုတော့ကျွန်တော်ဒီနေရာမှာ device လေးတွေဆန်းပြီးတော့ emulator တွေဖွင့်ပြခဲ့တယ်ပေါ့နော်အခုကတော့ Chrome ကနေဖွင့်လို့ရတယ်ဆိုတော့အကြောင်းပြချင်တာပေါ့ဆိုတော့ရှေ့မှာတော့ကလုတ်သွားတဲ့ဒီ mobile emulator တွေမှာဖွင့်လို့အဆင်မပြေဘူးလေးနေတယ်ဆိုရင်ဒီ Chrome browser နေမှာတစ်ဆင့်ဖွင့်ပြီးမိတ်ဆွေတို့လေ့ကျင့်ခြင်းလည်းလေ့ကျင့်လို့ရတယ်အဲ့တော့ဒီနေရာမှာ browser ရွေးရမယ်ကိုထည့်သွင်းထားတဲ့ browser တွေပေါ်လိုက်ပြီးရွေးပေါ့နော်ကျွန်တော်ကတော့ Chrome သုံးပါဆိုတော့ Chrome ကိုရွေးလိုက်မယ်ရွေးပြီးဆိုရင်ဒီက start debugging လေးကိုနှိပ်လိုက်ရင်ကျွန်တော်ရေးသားထားတဲ့ဒီ application လေးဒီ Chrome မှာပွင့်လာမယ်ပေါ့နော်ဆိုတော့နှစ်ချမ်းမြင်အောင်လို့ဒါမျိုးလေးလုပ်လိုက်မယ်ဆိုတော့ဒါကမလို့သေးတော့ခဏဖွက်ထားလိုက်မယ်โอเคဒါဆိုလို့ရှိရင်သူက Chrome မှာပွင့်လာပြီပေါ့နော်ဆိုတော့ဒီလိုမျိုးအကြီးချက်ကြည့်ခြင်းလည်းရတယ်ချုံကြည့်ခြင်းလည်းရတယ်ဒါမှမဟုတ်လို့ရှိရင်မိတ်ဆွေတို့ကဒီ right click ထောက်ပြီးတော့ inspect ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးသွားရင်ဒီနေရာမှာ mobile view ပြောင်းလို့ရတယ်ဆိုတော့ကိုကြိုက်တဲ့ဖုန်းကိုရွေးလို့လည်းရတယ်iPhone နေနဲ့ပတ်သက်တာဆိုလို့ရှိရင်ဒီမှာသူပြထားတာတွေရှိတယ်ဒီမှာလေ့ကျင့်လို့ရမယ်နောက် pixel တွေမှာဆိုလို့ရှိရင်လည်း pixel တွေရွေးပြီးလေ့ကျင့်လို့ရမယ်ဆိုတော့ကိုကြိုက်တာနဲ့ကိုလေ့ကျင့်ပေါ့နော်ဆိုတော့ဒီနေရာမှာဒီအပေါင်းလေးကိုနှိပ်လိုက်ရင်ဒါမျိုးလေးတက်သွားမယ်ဆိုတော့ဒါကကျွန်တော်တို့ Chrome မှာလေ့ကျင့်ခြင်းနဲ့မိတ်ဆွေတွေလေ့ကျင့်လို့ရအောင်ပြောပြတာပါကျွန်တော်ကတော့ဒီ Chrome မှာမလုပ်တော့ဘူးပေါ့နော်ဆိုတော့သူ့ရဲ့ emulator ကိုပဲဖွင့်လိုက်မယ်ဆိုတော့ဒီနေရာမှာ mobile emulator တွေကဒီ step Flutter emulator လေးကိုပဲရွေးပြီးဖွင့်လိုက်မယ်ဆိုတော့တွေ့ရမယ့်ပုံစံကတော့တူတူပါပဲကျွန်တော်တို့စောနာတွေ့တဲ့ပုံစံကိုပဲဒီမှာလာပြန်ပြီးတွေ့ရမှာပဲသူက emulator ပုံစံဖြစ်သွားတော့နည်းနည်းတော့ဒီ memory တို့ CPU တို့ယူတယ်ဒါကြောင့်မလို့နည်းနည်းလေးလေးတာမျိုးလေးတော့ရှိတတ်တယ်ပေါ့နော်ဆိုတော့
စောင့်ရတာလေးရှိတတ်တယ်ဆိုတော့ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရေးသားထားတဲ့ဒီ main.tag ကို run ကျင်နေဆိုလို့ရှိရင်ဒီ back ကိုနှိပ်ပြီးတော့ run လို့ရမယ်ဆိုတော့မြင်တွေ့ရတဲ့ပုံစံကတော့ Sona လိုပဲကျွန်တော်တို့အပေါင်း button လေးကိုနှိပ်လိုက်ရင်ဒီနဲ့သုံးလေးတက်နေမယ်ပေါ့နော်โอเคဆိုတော့ဒီနေရာမှာနှိပ်လိုက်တာနဲ့တက်နေမယ်ဆိုတော့ကျွန်တော်ပြောချင်တာကဒီဘက်က structure တွေအကြောင်းစပြောချင်တာเนาะဒီခု run ပြတာတွေကရှေ့သင်ခန်းစာလားရှေ့သင်ခန်းစာမှာလည်းလုပ်ခဲ့တဲ့အတွက်မိတ်ဆွေတို့ရမယ်ထင်တယ်ဆိုတော့ကျွန်တော်တို့ဒီဘက်က project structure ကိုတစ်ချက်ကြည့်ကြည့်မယ်ဆိုတော့ပထမဦးဆုံးတွေ့ရမှာကဒီကျွန်တော်တို့တိစောက်ထားတဲ့ navigator 1ဆိုတဲ့ဒီ folder အတွင်းထဲမှာပထမဦးဆုံး deck 2ဆိုပြီးတွေ့ရတယ်ဆိုတော့ဒီ deck 2ဆိုတဲ့ folder ကဒီ deck နဲ့ flutter ရဲ့ tool တွေကိုအထက်မှာတိစောက်ပြီးသိမ်းပေးထားတာပါဆိုတော့ကျွန်တော်တို့ code တွေရိုက်တဲ့ development နေလုပ်နေတဲ့အချိန်မှာ deck နဲ့ flutter ရဲ့ tools တွေကိုယူသုံးလို့ရအောင်တိစောက်ပေးထားတဲ့ folder လေးပဲဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုက IDEA ဆိုတဲ့ folder လေးပါဆိုတော့ဒီ folder မှာကကျွန်တော်တို့ရှေ့မှာလုပ်ခဲ့တဲ့ Android Studio ဒါမှမဟုတ်လို့ရှိရင်လည်း IntelliJ เนาะကျွန်တော်တို့ IDEA Selenium IDEA စသဖြင့်အဲ့လို IDEA တွေနဲ့သက်ဆိုင်တဲ့ project setting တွေ configuration တွေ metadata data တွေကိုသိမ်းပေးထားမဲ့ folder လေးတစ်ခုဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကကျတော့ Android ပါဆိုတော့ဒီ Android ကကျတော့ Android နဲ့ပတ်သက်တာမှန်သမျှကိုသိမ်းပေးသွားလိမ့်မယ်နောက်တစ်ခုကကျတော့ build ကကြတော့ကျွန်တော်တို့ application build လုပ်နေတဲ့အချိန်ဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ deployment လုပ်နေတဲ့အချိန်မှာ combine file တွေเนาะအဲ့ဒါတွေကိုဒီထဲမှာလာပြီးသိမ်းပေးမှာဖြစ်ပါတယ်ဆိုတော့သူက manually modify လုပ်လို့မရဘူးတကယ်လို့မိတ်ဆွေတို့မှားပြီးဖြတ်မိလိုက်ရင်လည်း system သူ့ဘာသာသူ auto ပြန်တိစောက်ပြီးမှာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကတော့ iOS ပါ iOS ကတော့ Android နဲ့ပုံစံတူတယ် iOS နဲ့သက်ဆိုင်တဲ့အချက်လက်တွေဒီထဲမှာလာသိမ်းပေးလိမ့်မယ်နောက်တစ်ခုက lib ဆိုတော့ဒီ lib ကတော့အရေးကြီးတယ်ဒီ flutter application တစ်ခုလုံးရဲ့သက်ဆိုင်တဲ့เนาะ file တွေအကုန်လုံးကိုဒီ lib ထဲမှာသိမ်းသွားမှာဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဒီရေးသားတဲ့ project အတွင်းထဲမှာအများဆုံးသော file တွေကဒီ lib ထဲမှာပဲထည့်သိမ်းသွားမှာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကကျတော့ Linux ပါ Linux OS ကိုသုံးပြီးတော့ flutter application တွေရေးတဲ့အချိန်မှာသက်ဆိုင်တာတွေကိုဒီထဲမှာလာသိမ်းမှာပါနောက်တစ်ခုကကျတော့ Mac OS ပါဆိုတော့ Linux နဲ့ပုံစံတူပါတယ် Mac operating system သုံးပြီးရေးတဲ့အခါမှာလိုအပ်တာတွေသိမ်းမှာပါနောက်တစ်ခုကကျတော့ text ပါဒါကကျတော့ကျွန်တော်တို့တစ်ခုခု run လိုက်တဲ့အချိန်မှာ testing နဲ့ပတ်သက်ပြီးလိုအပ်တာတွေကိုဒီ folder ထဲမှာသိမ်းထားမယ်ခါလီကြရင်လည်းကျွန်တော်တို့မလိုအပ်တဲ့ error လေးတွေသူ့စီမှာပြတာမျိုးလေးတွေရှိနေတယ်ဗောနော်အဲ့ခါဆိုရင်တော့ဒီမိတ်ဆွေတို့ဖြတ်ထားခြင်းလဲဒီ folder ဖြတ်ထားလို့ရတယ်အရင်အရေးမကြီးသေးဘူးဗောနော်ခုချိန်မှာတော့ဆိုတော့ဒါသိရအောင်ပြောပြတာပါဆိုတော့နောက်တစ်ခုကကျတော့ web ပါဆိုတော့ web ကကြတော့ဒီ web နဲ့ပတ်သက်တာမှန်သမျှကိုဒီ folder မှာလာသိမ်းထားလိမ့်မယ်HTML CSS JavaScript စသဖြင့်ပေါ့နော်ဒီလိုကိစ္စတွေဆိုရင်ဒီ web ထဲမှာလာသိမ်းမှာပေါ့ဆိုတော့အောက်မှာတော့ git ignore လို့ပါလို့ရှိပါတယ်ဒါတွေကကြတော့ git ပေါ်တင်တာတွေနဲ့ git နဲ့သက်ဆိုင်တဲ့ဟာတွေပါနောက်တစ်ခုကကျတော့ metadata ပါmetadata ကလည်း metadata နဲ့ဆိုင်တာတွေသိမ်းမှာပါနောက်တစ်ခုကကျတော့ analysis option .yam ပေါ့ဆိုတော့ဒါကကျတော့ dev code တွေနဲ့ပတ်သက်ပြီးတော့ analysis လုပ်စရာရှိတဲ့ကိစ္စတွေမှာဒီ file တွင်းထဲမှာဝင်သိမ်းသွားလိမ့်မယ်ပေါ့နော်ဆိုတော့ဒီ navigator 1ကတော့ကျွန်တော်တို့တိစောက်ထားတဲ့ဒီဟာလေးပါနောက်တစ်ခုကကျတော့ pubspec.yam ပေါ့ဆိုတော့ဒီကောင်ကကျတော့ကျွန်တော်တို့ဒီမှာ name ဆိုလို့ရှိရင်ဒီမှာပေးတော့ကတိစောက်သွားတဲ့နာမည်အတိုင်းသူကname ပေးသွားလိမ့်မယ်နောက် description တို့နောက် environment တို့ dependency တို့เนาะစသဖြင့်ကျွန်တော်တို့ deck မှာလည်းလုပ်ခဲ့တဲ့ပုံစံအတိုင်းပဲသူကလိုအပ်တဲ့ဟာတွေဒီထဲမှာလာပြီးကြီးညာပေးရမယ်ပေါ့ဆိုလိုတာက configuration နဲ့ dependency ကိစ္စတွေဆိုလို့ရှိရင်ဒီ pubspec.yam နဲ့မှာကြီးညာရမယ်လောလောဆယ်ကတော့ဒါတွေလုပ်စရာမလိုဘူးကျွန်တော်တို့တိစောက်တရားပါတဲ့အတိုင်းပဲယူသုံးသွားမယ်ဆိုတော့နောက်တစ်ချက်ကကျတော့ဒီ pubspec ကိုအပေါ်မှာ lock လုပ်ထားတာပါဆိုတော့ဒါကကျွန်တော်တို့ application တိစောက်တဲ့အချိန်မှာ version တွေသုံးကြတယ်ပေါ့နော်ဒီနေရာမှာဒီ version တွေစသဖြင့် version တွေသုံးတဲ့အချိန်မှာကျွန်တော်တို့ဒီ project တစ်ခုကိုပေါ့နော် application တစ်ခုကို developer 2ယောက်3ယောက်လောက်ခွဲရေးပြီဆိုရင်တယောက်နဲ့တယောက်မတူညီတဲ့ version တွေဖြစ်လာရင်เนาะအဆင်မပြေတာတွေဖြစ်မှာဆိုလို့ तू ကဒီမှာဒီ version control လုပ်ပေးတာပေါ့ lock လုပ်ပေးထားတယ်ပေါ့เนาะ pubspec ဆိုတဲ့ဒီ file ကိုပြန်ပြီး lock လုပ်ပေးထားတယ်ဆိုတော့ဒီသဘောလေးပါပဲအဲ့တော့အားလုံးတပြေးညီတယ်လုပ်လို့ရမယ်ဆိုတဲ့ပုံစံမျိုးပါဆိုတော့အောက်က readme ကတော့ documentation နဲ့ပတ်သက်တာတွေဖတ်လို့ရပါတယ်
ဆိုတော့ဒီ project structure နဲ့ပတ်သက်ပြီးတော့သိစီရတော့ဒီလောက်ပါပဲเนาะဒါဆိုရင်လည်းမိတ်ဆွေတို့ရမယ်ထင်ပါတယ်ဆိုတော့အဓိကတော့ကျွန်တော်တို့သွားမှာဒီ lib ထဲက main.tag ကိုပဲသွားရမှာပါဆိုတော့ဒီ main.tag အတွင်းထဲမှာအခု default ပါလာတဲ့ code တွေပေါ့နော်သူစတီးဆောက်ထဲကပါလာတဲ့ code တွေကိုကျွန်တော် run လိုက်တဲ့အချိန်မှာဒါမျိုးတွေ့ရတယ်လောလောဆယ်တော့အဲ့ဒါတွေမရှင်းသေးဘူးဘာဖြစ်လို့လဲဆိုတော့ရှုံမှာဆိုလို့ပေါ့နော်ဆိုတော့အဲ့ဒါမရှင်းသေးပဲနဲ့ဒီနေရာမှာကျွန်တော်တို့ဘာသာကျွန်တော်တို့ code ပြန်ရိုက်မယ်ဆိုတော့ဒီမှာကျွန်တော်တို့ voice main function တစ်ခုတည်ဆောက်မယ်ပေါ့နော်ဆိုတော့ဒီ function ကအမြဲတမ်းတည်ဆောက်ရမယ့်ဟာဖြစ်တယ်သူ့ရဲ့အတွင်းထဲမှာကျွန်တော်တို့ bin method လေးတစ်ခုယူသုံးပါမယ်အဲ့ဒါက run app ဆိုတဲ့ method လေးပါဆိုတော့ run app လို့ရလိုက်တာနဲ့ဒီမှာပေါ်တယ်ပေါ့နော် package flutter material deck ဆိုပြီးတော့ကျွန်တော်တို့ဒီကောင်လေးကိုရွေးပြီးတော့ tab လေးတစ်ချက်နှိပ်လိုက်ပြီးဆိုရင်သူကဒီအပေါ်မှာ import လေးလည်းလုပ်သွားတယ်ပေါ့နော်ဆိုတော့ဒီ run app method အကြောင်းရှင်းပြချင်ပါတယ်ဆိုတော့ဒါကဒီ system မှာငကိုတွေကပါလာတဲ့ method တစ်ခုဖြစ်တယ်ပေါ့နော် bin method ပေါ့ကျွန်တော်တို့ယူသုံးတာပေါ့ဆိုတော့ဒီ method ကဘာကိုအလုပ်လုပ်ပေးလဲဆိုတော့ဒီ flutter ရဲ့ application တွေကို run ဖို့အတွက်ဒီ run app method ကတာဝန်ယူလုပ်ဆောင်ပေးတယ်ကူညီပေးတယ်ပေါ့ဆိုတော့ဒီ widget ဆိုတာတွေစတင်တဲ့နေရာလေးဖြစ်တယ်လို့ပြောလို့ရတယ်ဒီတော့ widget တွေအကြောင်းသိဖို့လိုပြီပေါ့နော် widget ဆိုတာဘာလဲပေါ့ဆိုတော့ widget ဆိုတာကကျွန်တော်တို့ application တစ်ခု run လိုက်တဲ့အချိန်မှာ UI မှာမြင်ရတဲ့အရာအလုံးပေါ့ဆိုတော့ text စာသားတွေเนาะဓာတ်ပုံတွေ icon တွေ button တွေနောက် layout တွေပေါ့ဒါတွေအကုန်လုံးကို widgets လို့ခေါ်တယ်ပေါ့ဆိုတော့ widgets တွေကိုအမျိုးအစားခွဲခြားကြည့်မယ်ဆိုရင်အခြေခံအားဖြင့်2မျိုးရှိပါတယ်အဲ့ဒါက stateless widgets နဲ့ state widgets ဆိုပြီး2မျိုးရှိတယ်ဆိုတော့အဲ့ဒီအကြောင်းတွေကိုတော့နောက်သင်ခန်းစာမှာပဲ section မယ်လောလောဆယ်မှာတော့မိတ်ဆွေတို့သိစေချင်တာဒီ run app ဆိုတဲ့ method လေးကိုသိစေချင်တယ်ဆိုတော့ဒါကကျွန်တော်တို့ဖန်တီးထားတာမဟုတ်ဘူးသူ့မှာဟိုကငကိုရဲပါလာတဲ့ bin method ယူသုံးလို့ရတယ် flutter application တွေကိုသူက run ပေးနိုင်တယ်သူ့ကိုယူသုံးတယ်ဆိုလို့ရှိရင်ဒီပေါ်မှာ import လုပ်သွားလိမ့်မယ်ဒီ import လုပ်သွားတဲ့ flutter material deck ဆိုတဲ့ကျွန်တော် package ကဘာကိုလုပ်ပေးလဲဆိုတော့ကျွန်တော်နောက်ပိုင်းမှာပေါ့နော် UI တိဆောက်တဲ့အချိန်မှာ material UI design တွေတိဆောက်လို့ရအောင်သူက auto import လုပ်ပြီးသွားတာဖြစ်တယ်ဆိုတော့သူ import လုပ်ပြီးပြီဆိုရင်နောက်ထပ်ကျွန်တော်တို့ဒီအတွင်းထဲမှာဒီ material app ဆိုတဲ့ widget လေးတစ်ခုယူသုံးလို့ရပါတယ်ဆိုတော့ material app ဆိုတဲ့ widget နော်ဆိုတော့ဒါလေးကိုယူသုံးလို့ရတယ်ဆိုတော့တနည်းအားဖြင့်ကြည့်မယ်ဆိုရင်ဒီ material app ဆိုတာဟာ class တစ်ခုပါနောက်တစ်မျိုးပြောရမယ်ဆိုရင် constructor တစ်ခုပါဒါပေမဲ့ flutter မှာတော့ဒီလိုမျိုး constructor တွေကို widget လို့ခေါ်ပါတယ်ဆိုတော့သူ့ကိုဘာလို့ widget လို့ခေါ်တာလဲဆိုရင်လေဒီမှာမိတ်ဆွေတို့ control ဖိပြီးတော့ click တစ်ချက်နှိပ်ကြည့်လို့ရပါတယ်ဒီ material app ကို control ဖိပြီး click တစ်ချက်နှိပ်လိုက်တဲ့အချိန်မှာဒီ material app ဆိုတဲ့ class ပေါ့နော်ဒီမှာတွေ့ရမယ်ဆိုတော့ဒီကောင်က stateful widget လို့ခေါ်တဲ့ဒီ class ကနေမှ extend လာလုပ်ထားတာပါအဲ့တော့ stateful widget ကိုကျွန်တော်တို့ဆက်ကြည့်လို့ရပါတယ်ဆိုတော့ control ဖိပြီးတော့ click တစ်ချက်ထပ်နှိပ်ပါ stateful widget ပေါ်မှာအဲ့ဒါဆိုရင် तू ကဘယ်ရောက်သွားလဲဆိုတော့ဒီ widget ကနေမှ तू က extend လုပ်ပေးတာပါဒါကြောင့်မလို့သူတို့ရဲ့မိဘကြီးပေါ့နော်တဖြည်းဖြည်းနဲ့အမွေတွေဆက်ခံလာတဲ့နောက်ဆုံးမိဘကြီးက widget ဖြစ်သွားတာပါဒါကြောင့်မလို့ကျွန်တော်တို့သိလိုက်တာအခုဒီမှာအသုံးနေတဲ့ဒီ material app ဟာ widget တစ်ခုလို့ပြောလို့ရပါတယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်ဗျာမျက်စိထဲမှာနားလည်လွယ်အောင်ထပ်ပြောရမယ်ဆိုရင်ကျွန်တော်တို့ deck မှာတော့ class ဆိုတာတွေသင်ခဲ့ရပါတယ်เนาะ OOB မှာအဲ့ဒီ class တွေမှာအမျိုးအစားတွေထပ်ခွဲမယ်ဆိုလို့ရှိရင်တာမန် class တွေရှိသလိုဒီ widget ဆိုတဲ့ class တွေရှိပါတယ်ဆိုလိုတာက widgets ဟာ class ဖြစ်ပါတယ်เนาะသူ့ရဲ့ widget ဆိုတဲ့မိဘအနေမှာဆင်းသက်လာတဲ့နောက်ထပ် class တစ်ခုပါဒါကြောင့်မလို့သူ့ကို widget လို့ပြောတာပါသူ့မိဘ widgets class ပါဒါပေမဲ့ class တိုင်းဟာ widget တော့မဟုတ်ပါဘူးနောက်ပိုင်းမှာတွေ့ရမယ့်တချို့ class တွေဟာ widget စီကနေဆင်းသက်လာတဲ့ဟာမျိုးမဟုတ်ပါဘူးဆိုတော့ဒီ stateful widgets ကဒီ widget ကနေဆင်းသက်လာပြီးတော့ဒီ stateful widget ကိုမှဘယ်သူကအမွေဆက်ခံထားလဲဆိုတော့ကျွန်တော်တို့ဒီမှာ material app ကအမွေဆက်ခံထားပါတယ်ဒါကြောင့်မလို့ material app ဟာ widget တစ်ခုဖြစ်တယ်လို့ပြောတာပါเนาะဆိုတော့နားလည်ရမှာက widget ဆိုတာတနည်းအားဖြင့်ပြောရင် class ပါပဲ constructor တွေပါပဲဒါပေမဲ့နောက်ပိုင်းမှာကျွန်တော်တို့ flutter မှာတော့ widget ဆိုပြီးခေါ်ကြတဲ့အတွက်နောက်ပိုင်းကျွန်တော်ဒါတွေကို widget လို့ပြောင်းခေါ်သွားမယ်ဒါပေမဲ့တချို့ class တွေဟာ widget မဟုတ်ဘူးဆိုတာကိုတော့သိထားစေချင်တယ် widget တွေအားလုံးဟာ class ဖြစ်တယ်ဆိုတာကိုလည်းနားလည်ထားရမယ်အဲ့တော့စကားလုံးတွေကအိမ်နားမှာနေနေရှုပ်နေတာပေါ့နော်အမှန်တကယ်တော့ class ပါပဲသူက widget ကနေဆင်းသက်လာတဲ့ဟာတွေမလို့သူ့ကို widget လို့ပြောင်းခေါ်လိုက်တာပါဒါလေးပါပဲဆိုတော့
ဒီနေရာမှာ material app ကိုကျွန်တော်တို့တိစောက်ပြီးပြီဆိုလို့ရှိရင်သူ့ရဲ့အတွင်းထဲမှာပေါ့နော်ကျွန်တော်ယူသုံးလို့ရတဲ့တန်ဖိုးတွေကိုခုလိုတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင် key နဲ့ခေါ်ယူသုံးလို့ရတယ် navigator key home initial route စသဖြင့်ပေါ့နော်ကျွန်တော်ခေါ်ယူသုံးလို့ရတာတွေကိုဒီမှာရေးသားထားပါတယ်အဲ့ထဲကနေမှကျွန်တော်ဒီ home လေးကိုခေါ်ချင်ပါတယ်ခေါ်ယူသုံးပြမယ်ပေါ့နော်အဲ့တော့ဒီနေရာမှာ click တစ်ချက် control ဖိပြီးတော့ click တစ်ချက်ထောက်ရင်လည်းတွေ့ရမှာပါเนาะကျွန်တော်ဒီနေရာမှာ navigator key တို့ skillful messenger key တို့ home တို့ကျွန်တော်ဒီ home လေးကိုစသုံးမယ်เนาะ channel တွေတော့မသုံးသေးဘူးမိတ်ဆွေတို့ဖတ်ကြည့်လို့ရအောင်ပြောပြတာအဲ့တော့ဒီနေရာမှာ home ကိုသုံးမယ်ဒါပေမဲ့သုံးမယ်ဆိုရင်လည်းရေးသားပုံရေးသားနည်းနည်းသင်ပေးချင်ပါတယ်ပုံမှန်ဆိုရင်ကျွန်တော်တို့ constructor တစ်ခုစောက်ပြီဆိုလို့ရှိရင်သူ့ရဲ့အတွင်းထဲမှာဘာတွေထည့်ပေးလဲဆိုတော့ parameter တွေထည့်ပေးပါတယ်ဒါပေမဲ့ဒီနေရာမှာထည့်ပေးတဲ့ parameter တွေက naming parameter တွေပါ naming parameter တွေရဲ့သဘောတရားက key value နဲ့ရေးလို့ရပါတယ် key value ရှေ့မှာ key နောက်မှာ value ဆိုတော့မျက်စိထဲမှာမမြင်ဘူးဆိုရင် CSS တုန်းကသင်ခဲ့တဲ့ပုံစံကိုမျက်စိထဲမြင်အောင်ကြည့်ကျွန်တော်ရှေ့မှာဆိုလို့ရှိရင် property တွေရေးတယ်နောက်မှာဆိုလို့ရှိရင် value ရေးတယ်အဲ့ဒါနဲ့ပုံစံတူတူပဲ property value တနည်းအားဖြင့် key value နဲ့အတွင်းထဲမှာ name parameter တွေကိုထည့်ပေးလို့ရတယ် sorry အဲ့တော့ကျွန်တော်တို့ဒီနေရာမှာထည့်ရေးမယ်ပေါ့နော် key value ပုံစံနဲ့ရေးမယ်တနည်းအားဖြင့်ပြောရင် property value ပုံစံနဲ့ရေးမယ်ဒါတွေဟာ name parameter တွေဆိုတာမိတ်ဆွေတို့သိရမယ်ဆိုတော့ဒီနေရာမှာရေးမဲ့ key က home ဆိုတဲ့ key ကိုရေးမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီနေရာမှာ home home လေးကိုရေးမယ်ပြီးရင် full column လေးလာမယ် value လေးထည့်ရမယ်ပေါ့နော်ဒီနေရာမှာ value လေးထည့်မယ်ဆိုတော့ value ကိုဘာထည့်မလဲဆိုတော့ကျွန်တော်ကဒီနေရာမှာ widget လေးထပ်ထည့်ပေးခြင်းပါတယ်နော် widget လေးတစ်ခုထပ်ထည့်မယ်အဲ့ဒီ widget ရဲ့နာမည်က text ပါ text widget လေးပါအဲ့တော့ဒီကောင်ကိုရောဘယ်လိုလုပ် widget မှန်သိတယ်လဲနော်ဘာလို့သူ့ကို widget လို့ခေါ်ရတာလဲဆိုရင် तू က widget ရဲ့အောက်ကနေမှ extend လုပ်ထားတာပါဒီမှာလည်းဖတ်ကြည့်လို့ရပါတယ် create a text widget တဲ့ဒီမှာဆိုလည်းဖတ်ကြည့်လို့ရပါတယ်မိတ်ဆွေတို့ထောက်ပြီးတော့ဒီအောက်မှာ तू ရေးသားထားပါတယ် create a material app ကဒီနေရာမှာ widget app ကနေ तू က instant လုပ်ထားတာဖြစ်တယ်เนาะဒါလည်း widget ပဲအဲ့တော့အသေးစိတ်ထပ်သိချင် text လေးကိုမိတ်ဆွေတို့ control ဖိပြီးတော့တစ်ချက်ထောက်လိုက် तू ကသိကြတယ် stateless widgets ကနေမှ extend လုပ်ထားတယ်အဲ့တော့ stateless widget ကိုတစ်ခါထပ်ထောက်ကြည့် stateless widgets ကဒီနေရာမှာ widget ကနေပြီးတော့ extend လုပ်ထားတယ်ဒါကြောင့်မလို့သိကြတယ် text ကလည်း widget တစ်ခုဖြစ်ပါတယ်အဲ့တော့မှတ်ထားရမယ်ပေါ့နော် material app က widget တစ်ခုဖြစ်တယ် text ကလည်း widget တစ်ခုဖြစ်တယ်ဆိုတော့ widget ဆိုတာကနေမှ extend လုပ်ထားလို့ widget လို့ခေါ်တာပေါ့ဆိုတော့သူ့ရဲ့အတွင်းထဲမှာရေးသားပုံကလည်းစောနာပုံစံအတိုင်းပဲ name parameter တွေထည့်ရေးရမယ် key value ပုံစံနဲ့ဖြစ်မယ်เนาะဆိုတော့ key value မှာကျွန်တော်ဘာလုပ်ချင်လဲဆိုတော့လောလောဆယ်တော့ဘာမှမလုပ်သေးပါဘူး hello flutter ပေါ့နော်ဒါလေးပဲထုတ်လိုက်မယ် okay ဒါဆိုလို့ရှိရင်ဒီ hello flutter လေးကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နှစ်ချမ်းမြင်အောင်လုပ်မယ်ပေါ့နော် okay အဲ့တော့ဒီမှာမတွေ့ရသေးဘူးပေါ့နော်ဒီမှာမတွေ့ရရင်မိတ်ဆွေတို့ဒီအစိမ်းရောင်လေး restart လေးကိုတစ်ချက်နှိပ်လိုက်ပါအဲ့ဒါဆိုရင်တွေ့ရပါလိမ့်မယ်သူ့ရဲ့ဘေးမှာ reload ဆိုတာလေးရှိပါတယ် hot reload ရှိတယ်เนาะဒီ hot reload အကြောင်းတော့နောက်မှရှင်းမယ်ဒီ restart လေးပဲနှိပ်လိုက်အခုလိုမျိုးတွေ့ရတယ်เนาะကျွန်တော်တို့ရေးလိုက်တဲ့စာသားလေးတွေ့ရပါပြီဘာဖြစ်လို့တွေ့ရလဲဆိုတော့ကျွန်တော်ဒီနေရာမှာ text widget လေးကိုသုံးပြီးရေးသားလိုက်လို့ပါဆိုတော့မြင်ရတဲ့စလုံးကြီးကဘယ်လိုပြောရမလဲအရန်လဲကြီးတယ်ပြီးတော့ဆိုပါစို့ဒီအနီရောင်မကြိုက်ဘူးဆိုပါစို့အဲ့ဒါဆိုရင်ကျွန်တော်အရောင်ပြောင်းမယ်ဆိုရင်ဒီ text ရဲ့အတွင်းထဲမှာဝင်ပြောင်းလို့ရပါတယ်ဝင်ပြောင်းလို့ရတာတွေကိုဒီမှာရေးသားထားပါတယ်ဘာတွေလုပ်လို့ရလဲဆိုတော့ text align တွေစီလို့ရတယ် text direction တွေထည့်လို့ရတယ်เนาะမျိုးစုံပေါ့နောက် style ဆိုတာနဲ့သုံးလို့ရတယ်အဲ့တော့ကျွန်တော်တို့ခုလုံးမှာ style လုံးမှာပါအဲ့တော့သူ့အထက်ကနေမှာကျွန်တော်တို့ style ဆိုတဲ့ key ကိုယူသုံးပြီးတော့ခေါ်မှာပါเนาะဒီ style ကိုယူသုံးပြီးခေါ်မယ်အဲ့တော့ခေါ်မယ်ဆိုရင်ဒီ text ရဲ့အတွင်းထဲမှာခေါ်မှာဖြစ်တဲ့အတွက် text widget အတွင်းမှာခေါ်မှာဖြစ်တဲ့အတွက်ဒီမှာ comma ကုတ်ပြီးခေါ်ရမှာပါဘာဖြစ်လို့လဲဆိုတော့ရှေ့မှာစာသားရှိနေလို့ပါเนาะ comma ကုတ်ပြီးခေါ်မယ်ဆိုတော့ဆက်ရေးမယ်ဆိုရင်စာကြောင်းကြီးကလည်းရှည်လာမယ်မိတ်ဆွေတို့လည်းမျက်စိနောက်လာမယ်ဒါကြောင့်မို့ကျွန်တော်ဒီနေရာမှာမလုပ်မလဲဆိုတော့ enter လေးတွေခောက်မယ်ဆိုတော့ဒီကနေမှာ home လေးကို enter ခောက်ချမယ်အဲ့တော့သူကဒီနေရာမှာ suggestion လေးကြာလာပြီ material app ဆိုတာလေးပေါ်လာတယ်ကျွန်တော် material app ကနေမှထပ်ခွဲထုတ်မယ်အဲ့တော့ဒီကောင်လေးကိုထပ်ပြီးတော့ကျွန်တော်ဘာလုပ်မလဲ enter လေးခောက်ပြီးရေးလိုက်မယ်ဆိုရင်ဒီနေရာမှာ text ဆိုတာလေးထပ်ပြီးကြာလာတယ်ဆိုတော့ material app ထဲကနေမှကျွန်တော်တို့ text ထဲကိုဝင်နေတယ်အဲ့ထဲကနေမှဆက်ရေးမယ်ဘာရေးမလဲဆိုတော့စောနာသူ့မှာပါတဲ့ style ဆိုတဲ့ key လေးကိုခေါ်မယ်ဒီ style ဆိုတဲ့ key လေးကိုခေါ်မယ်အဲ့တော့ဒီမှာဘာရေးရမလဲဆိုတော့ style style ဆိုတာကိုရေးရမယ် style ကိုရေးမယ်ဆိုရင် text style ကိုသုံးလို့ရတယ် structure style ကိုရေးမယ်ဆိုလို့ရှိရင် structure style ကိုသုံးလို့ရတယ်လောလောဆယ်တော့ဒီ style ကိုပဲသုံးမယ်
ဆိုတော့ style ကိုသုံးပြီဆိုလို့ရှိရင် style မှာဘာတွေလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့နောက်ထပ်ပေါ့နော်ဒီ text style ကနေမှလုပ်လို့ရတယ်အများကြီးရှိတယ်အဲ့တော့ text style ကိုထပ်ခေါ်မယ်အဲ့တော့ text style ရောက်လာပြီအဲ့တော့မိတ်ဆွေစိတ်ထဲမှာထင်ပြီပေါ့နော်ဒီကောင်ကလည်း widget လို့ထင်မယ်ဒါပေမဲ့ text style က widget မဟုတ်ဘူးရိုးရိုး class တစ်ခုဖြစ်တယ်ဆိုတော့အဲ့ဒါဘယ်လိုလုပ်သိလဲဆိုရင် text style ကိုထောက်ကြည့်ဟိုးအောက်မှာသူရေးသားထားတာရှိတယ် text style ဆိုတာတဲ့နော်ဒီနေရာမှာရိုးရိုး create text style ကိုပဲဖန်တီးတာပြောရင်ရိုးရိုး class တစ်ခုပါပဲသူက widget class မဟုတ်ဘူးထောက်ကြည့်ပြီး control ပြီးထောက်ကြည့်လို့ရတယ်ဆိုတော့ဒီနေရာမှာ text style ကိုရောက်လာမယ် text style က class တစ်ခုဖြစ်တယ်ဒီ diagonal stable ဆိုတဲ့ကနေပြီးတော့သူက width နဲ့တုံးထားတာ extend လုပ်ထားတာလည်းမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ဒီ diagonal stable ကိုတစ်ချက်ထောက်ကြည့်လို့ရတယ်သူက magazine အမျိုးအစားဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ width နဲ့တုံးလို့ရတယ်သူက widget ကနေမှဆင်းသက်လာတဲ့ extend မဟုတ်ဘူးဒါကြောင့်မလို့သူ့ကို widget မဟုတ်ဘူးလို့ပြောတာဒီနေရာမှာမှတ်ထားမယ့်ဟာလေးတွေပေါ်လာတယ်ပေါ့နော်တဖြည်းဖြည်းနဲ့အဲ့တော့ဒီနေရာမှာသိထားမှာ text style ဟာ widget မဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ widget ကနေမဆင်းသက်လာလို့ဒါပေမဲ့သူက class တစ်ခုဖြစ်တယ်အမှတ်တမဲ့ကြည့်လိုက်ရင် text ကို widget လို့ပြောရင် text style လည်း widget လို့ထင်ကောင်းထင်နိုင်တယ်မဟုတ်ဘူးเนาะဒါလေးတွေမှားမယ်အဲ့တော့သိရအောင်လို့ဘာလုပ်ကြည့်လဲဆိုတော့မိတ်ဆွေတို့ထောက်ကြည့်ပြီးရင်စာလေးတွေဖတ်ကြည့်ပေါ့เนาะဖတ်ပါများမှဒါကဘာတွေရှိလဲအတွင်းထဲမှာဘာတွေပါလဲဘာလုပ်တွေလုပ်လဲစသဖြင့်သိရမယ်အဲ့တော့သူ့အတွင်းထဲမှာဆိုရင်ကျွန်တော်တို့ဘာတွေထပ်သုံးလို့ရလဲဆိုတော့ color တွေသုံးလို့ရတယ် background color တွေသုံးလို့ရတယ် font size တွေသုံးလို့ရတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာအယောင်ချင်းနေတာဖြစ်တဲ့အတွက် color ကိုသုံးမယ်ဆိုတော့ color ကိုသုံးမယ်ဆိုတော့ဒီအတွင်းထဲမှာရေးမယ်ပေါ့နော်ဆိုတော့ color color သုံးရမယ့်ပုံစံကိုလည်းသူဒီမှာနမူနာပြထားတယ်เนาะဒီလိုမျိုးသုံးမယ်ပြီးပြီဆိုလို့ရှိရင်ရေးသားတဲ့ပုံစံကတော့ name parameter ရဲ့ပုံစံ key value property value နဲ့ပဲရေးသားမှာပဲဆိုတော့အတွင်းထဲမှာကျွန်တော်တို့ color ဒီကောင်မသုံးတော့အဲ့ဒါလေးတစ်ချက်သတိထားအဲ့နေရာမှာ x ပါတဲ့ colors လေးကိုသုံးပါပြီးရင် dot လေးနဲ့ခေါ်မယ်အပြာရောင်လေးပြောင်းနေတာဖြစ်တဲ့အတွက် blue blue လို့ရိုက်လိုက် blue ဆိုရင် suggestion တွေကြာလာတယ်ဘယ် blue လဲပေါ့နော်ကျွန်တော်တို့ light blue လေးကိုရွေးမယ်ဒါဆိုလို့ရှိရင် light blue အရောင်လေးပြောင်းသွားမယ် reset တစ်ချက်နဲ့ပြောင်းသွားပြီပေါ့နော်ဆိုတော့ဒီနေရာမှာထပ်သိစီကဒီ color လေးပါလာတယ်ဆိုတော့ဒီ color ရောဘာလဲဒါဆိုလို့ရှိရင်ဒီနေရာမှာသိရမှာကဒီ color က final abstract final class တစ်ခုဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ U 3ရုံပဲဒီမှာဖတ်ကြည့်လို့ရတယ်ပေါ့နော်ဒီလိုမျိုးတွေလည်း U 3လို့ရတယ်ဒါပေမဲ့အဲ့ဒါတွေကတော့နောက်မှပြောမယ်ဗျာရှုပ်ကုန်ပါဆိုလို့နော်လောလောဆယ်တော့သိအောင်ပြောပြရတာပါအဲ့တော့ဖတ်ကြည့်ခြင်းလဲဆိုရင်ဒီမှာဝင်ဖတ်လို့ရပါတယ်ဝင်ပြောင်းကြည့်လို့ရပါတယ်နော်ဆိုတော့ဒီ color ကိုအသေးစိတ်ထပ်သိခြင်းရင်လဲ control ဖိပြီးတော့ click တစ်ချက်နှိပ်လိုက်အဲ့ဒါဆိုရင်ဒီ color အကြောင်းတွေကိုဒီမှာဖတ်ကြည့်လို့ရမယ်သူက abstract final class အမျိုးအစားဖြစ်ပါတယ်ဆိုတော့ဒီလို class အမျိုးအစားတွေကိုလည်းကျွန်တော်တို့ deck မှာလေ့လာခဲ့ပြီဆိုတော့ deck မှာလေ့လာခဲ့တဲ့ class တွေကိုเนาะကျွန်တော်တို့ဒီမှာကိုယ်တိုင်တိဆောက်စရာမလိုတော့ဘူး Flutter မှာ framework ဖြစ်တဲ့အတွက်အကုန်လုံးတိဆောက်ပြီးသားအဓိကခေါ်သုံးတတ်ဖို့ပဲလိုတာเนาะသူ့မှာဒီ color လို့ပြောလိုက်တာနဲ့ကျွန်တော်တို့အရောင်တွေပြောင်းလို့ရပြီဒီ color ကြီးကိုကျွန်တော်တို့ class တွေတိဆောက်စရာမလိုသူက system တိဆောက်ထားပြီးသားကျွန်တော်တို့ယူပြီးခေါ်ပြီးတော့မလုပ်ရုံပဲသုံးရုံပဲเนาะအဲ့တော့အဲ့ဒါလေးတွေသိရမယ်ဆိုတော့ဒီ material app ဟာ widget ဖြစ်တယ် widget ဆိုတဲ့ class ကနေဆင်းသက်လာတာသူလည်းဒီတိုင်းပဲဒါပေမဲ့ text style ကတော့မဟုတ်ဘူးမဆင်းသက်လာဘူးเนาะဒါကြောင့်မလို့သူ့ကို widget လို့မခေါ်ဘူးဒါပေမဲ့သူက class တစ်ခုဖြစ်တယ်တနည်းအားဖြင့် constructor တစ်ခုလို့ပြောလို့ရတယ်ဆိုတော့ဒီကောင်လည်းတူတူပဲပေါ့နော် colors လည်းတူတူပဲ color ကိုသုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ dot နဲ့ခေါ်ပြီးခုလို့သုံးလို့ရပါတယ်ဒါဆိုအရောင်လေးပြောင်းသွားပြီဆိုတော့ဒီ text style မှာသုံးလို့ရတာ color တစ်ခုတည်းနေမဟုတ်ဘူးဒီ font size ဆိုတာလည်းသုံးလို့ရတယ် font weight ဆိုတာလည်းသုံးလို့ရတယ်လောလောဆယ်တော့ကျွန်တော် font size ယူသုံးမယ်ဘာလို့လဲဆိုတော့ font ကြီးအရင်ကြီးရလို့ခံစားရလို့အဲ့တော့သုံးမယ်ဆိုလို့ရှိရင် text style ရဲ့အတွင်းထဲမှာ key value နဲ့တစ်ခုပေါ့နော်ကျွန်တော်တို့သုံးပြီးပြီ name parameter တစ်ခုသုံးပြီးပြီဆိုရင်နောက်တစ်ခုသုံးမယ်ဆိုရင် comma ကုတ်ပြီးတော့နောက်ထပ် name parameter ထပ်ထည့်လို့ရတယ်အဲ့တော့နောက်ထပ်ထည့်မဲ့ name parameter ကိုဘယ်လိုရေးရမလဲဆိုတော့သူဒီမှာလည်းပြထားတယ်ပေါ့နော် key နေရာမှာပြထားတယ် font size တဲ့အဲ့တော့ကျွန်တော်တို့ဒီမှာဘယ်လိုခေါ်မလဲ font size အဲ့တော့ကိုရေးရမယ့်ဟာတွေကိုသုံးရမယ့်ဟာတွေကိုမသိရင်ဒီမှာထောက်ပြီးတော့လေကြည့်ပြီးတော့လေ့ကျင့်လို့ရတယ်เนาะဒါဆိုလို့ရှိရင်ကျွန်တော် font size ဘယ်လောက်ချိန်မလဲအရွယ်လေးကိုဟိုလောက်ပြောင်းလိုက်မယ်20လောက်ပြောင်းလိုက်မယ်ဆိုတော့ restart တစ်ချက်လုပ်မယ်အရွယ်စားလေး20အဖြစ်တည်သွားတယ်ဆိုတော့တိထားမှာကဒီနေရာမှာတိုင်းနဲ့20ရဲ့အတိုင်းတာပါဆိုတော့ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းနဲ့ pixel ပေါ့နော် pixel တွေနဲ့တိုင်းနဲ့ CSS မှာဆိုရင်လည်းကျွန်တော်တို့ pixel တွေနဲ့တိုင်းခဲ့တယ်ဒါပေမဲ့အဲ့ဒီ CSS မှာတိုင်းခဲ့တဲ့ pixel ကရိုးရိုး pixel အမျိုးအစားမဟုတ်ဘဲနဲ့ physical pixel ပါเนาะ physical pixel လို့ခေါ်ပါတယ်အဲ့တော့အခုဒီမှာတိုင်းတဲ့ pixel ကတော့ဘာ pixel လဲဆိုတော့ logical pixel အမျိုးအစားပါအဲ့တော့သိထားမှာက
CSS မှာတိုင်းတဲ့ pixel နဲ့ဒီမှာတိုင်းတဲ့ pixel ကမတူဘူးဒီမှာတိုင်းတဲ့ pixel က logical pixel အမျိုးအစားဖြစ်တယ်တနည်းအားဖြင့် DP လို့လည်းပြောလို့ရပါတယ် DP ဆိုတဲ့အရှိကောက်က device independent pixel ကိုပြောတာပါเนาะဆိုတော့ဒီအကြောင်းတွေကိုနောက်မှဆက်ရှင်းမယ်ဗျာလောလောဆယ်တော့ပါလာလို့သိအောင်တစ်ခါတွဲပြောတာဆိုတော့အတိုင်းအတာ unit က pixel ဒါပေမဲ့ CSS pixel နဲ့မတူဘူး CSS တုန်းကတိုင်းတဲ့ pixel က physical pixel အခု pixel က logical pixel DP လို့လည်းပြောလို့ရတယ် DP ဆိုတာ device independent pixel လို့ခေါ်တယ်ပေါ့ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ချင်တဲ့ပုံစံလေးတွေတော့ပြောင်းလို့ရသွားပြီဒါပေမဲ့စိတ်ထဲမှာပေါ့နော်ကျွန်တော်ကဒီလိုမျိုးကြီး down ကြီးကတ်နေတာကိုမကြိုက်ဘူးဒီခလဲလေးမှာပေါ့နော် hello flatter ပေါ့ဒါမျိုးလေးလာပြချင်တာပေါ့ဒါမျိုးပုံစံလေး hello flatter ဆိုအလဲမှာပြချင်တယ်အဲ့လိုအလဲမှာပြချင်ရင်ကျွန်တော်တို့အခုဖန်တီးထားတဲ့ဒီစာသား text လို့ခေါ်တဲ့ဒီစာသားဒီ widget ကိုဘယ်ထဲထည့်ပေးရမလဲဆိုတော့ center ဆိုတဲ့ widget ထဲကိုထည့်သွင်းပေးရမယ်ဆိုတော့ center ဆိုတဲ့ widget ထဲကိုထည့်သွင်းခြင်းဒီနေရာမှာပေါ့နော် text ကိုမိတ်ဆွေကတစ်ချက်ထောက်လိုက်ရင်ဒီဘက်မှာ midi လေးတွေ့ရမယ်အဲ့ဒီ midi လေးကိုထပ်ထောက်လိုက်ရင် तू ကဘယ်ထဲကိုဆွဲသွင်းမှာလဲပေါ့နော် wrap ဆိုတာအုပ်လိုက်မှာဘသူကနေဖမ်းအုပ်လိုက်မှာလဲဆိုတော့ဒီ center ကနေဖမ်းအုပ်လိုက်မှာဆိုတော့အုပ်ချင်တယ်ဆိုလို့ရှိရင်ဒါလေးကိုနှိပ်လို့ရပြီဒါပေမဲ့မိတ်ဆွေရပေါ့နော်ခုလိုသွားတာမကြိုက်ဘူး shortcut သုံးချင်တယ်ဆိုရင်လည်းသုံးလို့ရပါတယ်အဲ့တော့ဒီ text လေးမှာတစ်ချက်ထောက်ပြီးတော့ control ကိုဖိပြီး dot လေးတစ်ချက်နှိပ်လိုက်ပါအဲ့ဒါဆိုရင်ခုလိုမျိုးတွေ့ရမှာပါသုံးရမယ့် shortcut က control ကိုဖိပြီးတော့ dot လေးပါနော်ဒီ dot အဆက်ကလေးဒီ dot လေးအဲ့ဒါလေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီနေရာမှာပေါ့နော်နှိပ်လိုက်ပြီဆိုရင်ခုလိုမျိုးတွေ့ရမယ်အဲ့ဒီအချိန်မှာဒီ wrap with center ဆိုတာလေးကိုရွေးပေးပါအဲ့ဒါဆိုရင်စောနာကကျွန်တော်တို့ရေးသားခဲ့တဲ့ဒီ text ဆိုတဲ့ widget ကြီးကဘယ်သူအတွင်းထဲရောက်သွားလဲဆိုတော့ဒီ center ရဲ့အတွင်းထဲကိုရောက်သွားတာပါ center ရဲ့အတွင်းထဲကိုရောက်သွားတဲ့အတွက် key value က child အနေနဲ့ key ကိုထည့်ပြီးတော့ value အနေနဲ့ကကျတော့ဒီ text widget ကိုထည့်ပေးရပါတယ်ဒီလိုပုံစံလေးဖြစ်သွားပါတယ်ဆိုတော့အဲ့လိုမျိုးရေးသားလိုက်ပြီဆိုလို့ရှိရင်သိကြတယ်ခလေရောက်သွားလိမ့်မယ် okay เนาะခလေရောက်သွားပြီအဲ့တော့အဲ့မှာထပ်တိစီက sorry ထပ်တိစီကဒီ center ဆိုတာပါလာပါတယ်เนาะ center အဲ့တော့ center ရောဘာလဲ widgets လားเนาะ widgets မဟုတ်ဘူးလား UU class လား widgets class လားပေါ့အဲ့တော့အဲ့လိုမျိုးသိမယ်ဆိုလို့ကြည့်မယ်ဆိုလို့ရှိရင်သူကဒီနေရာမှာရေးသားထားပါတယ် widgets တဲ့เนาะ widgets class ကိုဖန်တီးလို့ရပါတယ်အဲ့တော့သူက widget ဟုတ်မဟုတ်ကျွန်တော်တို့သိချအသေးစိတ်သိချင်တယ်ဆိုရင် control ဖိပြီးတော့ center ကိုတစ်ချက်ထောက်လိုက်ပါထောက်လိုက်ပြီဆိုရင်ဒီနေရာမှာ center ဟာဒီမှာเนาะ center ဟာဘယ်သူ့ကို extend လုပ်ထားလဲဆိုတော့ align ကို extend လုပ်ထားပါတယ်အဲ့တော့ widget class မှာတန်းတော့မသိသေးဘူးအဲ့တော့ကျွန်တော် align ကိုပြန်ထောက်ကြည့်မယ် control ဖိပြီး align ကိုတစ်ချက်ထောက်ကြည့်ဆိုတော့ align ကိုထောက်ကြည့်တဲ့အချိန်မှာလဲ align ကဘယ်သူ့ကို extend လုပ်ထားလဲဆိုတော့ single child random object widget ကို extend လုပ်ထားပါတယ်သိကြတယ် widget တော့ဖြစ်နေပြီဒါပေမဲ့ထပ်သေးကြအောင်လို့ control ဖိပြီးတော့ထပ်ထောက်ကြည့်တဲ့အချိန်မှာဒီကောင်ကလည်းဘယ်သူ့ကို extend လုပ်ထားလဲဆိုတော့ random object widget ကို extend လုပ်ထားအဲ့တော့ထပ်ထောက်ကြည့်နောက်ဆုံးတော့တွေ့ပြီပေါ့နော်သူကကျွန်တော်တို့ပြောတဲ့ widget ကြီးကိုမလုပ်ထားလဲ extend လုပ်ထားတယ်ဆိုတော့ဒီနေရာမှာ widget ဆိုတဲ့ class ကိုသူကတိစောက်ထားတာနောက်ဆုံးမှာတော့တွေ့လိုက်ရပြီเนาะဒါဆိုရင်သိကြသွားပြီကျွန်တော်တို့အခုသုံးလိုက်တဲ့ဒီ center ကဘာဖြစ်လဲဆိုတော့ widget class အမျိုးအစားဖြစ်တယ်ဆိုတော့သိထားရမှာကနောက်ဆုံးမိပြောမယ်ပေါ့နော်သိထားရမှာကကျွန်တော်တို့ class အကြောင်းတွေသင်ခဲ့ပါတယ်ဒီ class တွေကိုကျွန်တော်တို့အခု flatter မှာကိုယ်တိုင်တိစောက်เสียမလိုတော့ပါဘူးခေါ်ယူသုံးရုံပါပဲဒါပေမဲ့ class တွေကိုမျိုးအစားခွဲကြည့်မယ်ဆိုလို့ရှိရင်တာမန်ရိုးရိုး class လေးလည်းရှိနိုင်သလိုဒါမှမဟုတ်လို့ရှိရင်လည်း widgets class တွေလည်းကျွန်တော်တို့ရှိနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့မိတ်ဆွေတို့ကဒီမှာမြင်သမျှပေါ့နော်ဒီ text style တို့ color တို့ဒါတွေဟာ widget တွေမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့သူက widgets class အောက်ကနေ extend လုပ်ထားတာမဟုတ်ဘူးရိုးရိုး class တွေဖြစ်တယ်ဒါပေမဲ့ဒီ center တို့ text တို့ဒီ material app တို့ကတော့ဘာတွေဖြစ်လဲဆိုတော့ widgets တွေဖြစ်တယ်เนาะဆိုတော့အကုန်လုံးကပြောရမယ်ဆိုရင် class တွေပါပဲဒါပေမဲ့ class ထဲမှာမှ widget ဆိုတဲ့ခေါင်းစဉ်အောက်ကနေခွဲထွက်လာတဲ့ကောင်တွေကိုတော့ widget class တွေပေါ့နော်တနည်းအားဖြင့် widget တွေလို့ခေါ်လို့ရတယ်တခြားအကောင်တွေကိုတော့ widgets လို့မခေါ်ဘဲနဲ့ UU class လို့ခေါ်တာပေါ့เนาะဒါလေးပါပဲ okay အဲ့တော့နားလည်မယ်လို့တော့ထင်ပါတယ်အစဆိုတော့နည်းနည်းလေးရှုပ်ကောင်းရှုံနိုင်တယ်ဒါပေမဲ့မပူနဲ့လောက်ပါများလာရင်သိလာလိမ့်မယ်အဓိကထောက်ကြည့်ကျွန်တော်ကပြောသလို control လေးဖြည့်ပြီးတော့ဒါမျိုးလေးထောက်ကြည့်ပြီးသွားရင်လည်းအတွင်းထဲမှာသူကြီးညာထားတဲ့ဟာလေးတွေလိုက်ဖက်ကြည့်ဘာတွေယူသုံးလို့ရတယ်ဘာတွေယူသုံးလို့ရတယ်ဘယ်လိုသုံးရမလဲစသဖြင့်ပေါ့နော်ဖိုင်လုံရင်းနဲ့တပြေးနဲ့သိသွားလိမ့်မယ်เนาะဆိုတော့နောက်ဆုံးပိတ်ကျွန်တော်တို့အချင်းချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒီသင်ခန်းစာမှာလေ့လာသွားတာကကျွန်တော် project structure ကိုလေ့လာတယ်သူ့ရဲ့အတွင်းထဲကဒီစောက်ပုံတွေပေါ့နော်ကျွန်တော်တို့လေ့လာတယ်ပြီးတော့ဒီ Chrome browser ပေါ်မှာ run ပြခဲ့တယ်နောက် run app ဆိုတဲ့ဒီ method က
မရှိမဖြစ်လိုတယ်သူက application တစ်ခုစဖို့အတွက်ကူညီပေးလိမ့်မယ်သူ့ရဲ့အတွင်းထဲကနေစပြီးကျွန်တော်တို့ widget တွေကိုစသုံးလို့ရပြီအဲ့တော့ widget အကြောင်းနည်းနည်းပြောပြခဲ့တယ်ပြီးတော့နောက်ဒီ material app လို့ခေါ်တဲ့ widget ကိုစသုံးတယ်အဲ့အတွင်းထဲမှာနောက်ထပ် widget တွေထပ်တည်ဆောက်တယ်ထပ်တည်ဆောက်ပြီးတော့ကျွန်တော်ဘာလုပ်ခဲ့လဲဆိုတော့ hello flutter ဆိုတဲ့ output လေးကိုထုတ်ပြခဲ့တယ်ဆိုတော့ like လုပ်ကြည့်ပါဒါနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့နားမလည်တာနဲ့အခက်အခဲတွေရှိနေရင်ကျွန်တော်ရဲ့ Messenger Viber Telegram မှာမေးလို့ရပါတယ်ခုလို video ကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ